ကျွန်တော်တို့ကွန်ပျူတာအပိုင်းမှာမာသာဘုတ်ကိုဖြုတ်တာတို့မာသာဘုတ်ကိုတက်တာတို့ဒါတွေကလွယ်ကူပါတယ်ပထမဦးဆုံးမာသာဘုတ်ကိုကွန်ပျူတာ case တွေကနေထုတ်မယ်ဆိုရင်သူ့မှာတက်ထားရပေါ့နော် power ကြိုးတွေအပြင်ဒီ graphic card ကိုလည်းအရင်ဆုံးဖြုတ်အောင်ပါတကယ်လို့ကိုသုံးနေတဲ့ CPU cooler ပေါ့နော်ဒီလိုမျိုး liquid cooler ဆိုရင်သူ့ကိုလည်းအရင်ဆုံးဖြုတ်အောင်ပါဖြစ်တယ်နောက်ပြီးတော့မှပေါ့နော်မာသာဘုတ်မူလီတွေကိုဖြုတ်ပြီးတော့ဒီကွန်ပျူတာ case တွေကထုတ်လို့ရမှာဖြစ်တယ်မာသာဘုတ်ကိုထုတ်ပြီးတော့ပေါ့နော်ဒီခုံပေါ်မှာတင်မယ်ဆိုရင်ဒီသူ့ရဲ့အောက်မှာပေါ့နော်ပစ္စည်းပြော့တဲ့တစ်ခုပေါ့နော်အဲ့လိုမျိုးခံပြီးတော့တင်တာအကောင်းဆုံးပါအခုကမာသာဘုတ်ကိုကွန်ပျူတာ case တွေကိုတက်တော့မယ်ဆိုရင်အရင်ဆုံးပေါ့နော်သူ့ရဲ့နောက်ကတံပြားကိုအရင်ဆုံးတက်အောင်တချို့ပေါ့နော်မာသာဘုတ်တွေမှာဒီတံပြားပေါ့နော်မာသာဘုတ်မှာတခါတည်းပါပြီးသားနောက်တစ်ခုကမာသာဘုတ်အပိုင်းမှာ mini ITH MADH ATH နောက်တစ်ခုကတော့ရှိသေးတယ်ပေါ့နော် EATH ဆိုပေါ့နော်သူတို့ကမူလီအရေးအတွက်ပေါ့နော်အဲ့ဒါတွေကမတူကြဘူးအဲ့တော့ဒီမူလီတွေရဲ့အထိုင်ကိုပေါ့နော်ကွန်ပျူတာ case ထဲမှာအရင်ဆုံးနေရာချရမှာဖြစ်တယ်ဒီလိုမျိုးပေါ့နော်ကွန်ပျူတာ case ထဲမှာမာသာဘုတ်အနောက်ကတံပြားနဲ့ဒီမူလီအထိုင်တွေကိုတက်ပြီးသွားပြီဆိုရင်မာသာဘုတ်အပေါ်မှာ CPU နဲ့ RAM ကိုအရင်ဆုံးတက်ပြီးတော့မှာပေါ့နော်ဒီကွန်ပျူတာ case တွေကိုဆင်ရမှာပါဘာဖြစ်လို့လဲဆိုတော့ပေါ့နော်ကွန်ပျူတာ case တွေကိုရောက်သွားပြီဆိုရင်ဒီ CPU နဲ့ RAM ကတက်ရတာအဆင်မပြေလို့ပါအားလုံးတက်ပြီးသွားပြီဆိုရင်ဒီမာသာဘုတ်ရဲ့မူလီကိုကြက်တဲ့ခါကျရင်တစ်ခုသတိထားမှာပေါ့နော်ဖြည်းဖြည်းကြက်ဖို့အဲ့တစ်ခုတော့သတိထားရမယ်နောက်တစ်ခုကမာသာဘုတ်မှာ24 pin ကြိုး CPU ကြိုးတွေကိုတက်တဲ့ခါကျရင်သတိထားရမှာပေါ့နော်ဒီကြိုးတွေမှာပေါ့နော်သူကဒီချိတ်လိုမျိုးပေါ့နော်သူကအဲ့လိုမျိုး click လေးတွေပေါ့နော်အဲ့ဒါမျိုးလေးတွေပါတယ်အဲ့ဒါတွေကိုသတိထားပြီးတက်ရမှာဖြစ်တယ်ဒီမာသာဘုတ်ရဲ့power ကြိုးတွေကတော့အများအပြားပေါ့နော်24 pin ဒီ CPU ကိုကြတော့ပေါ့နော်ကိုသုံးနေပေါ့နော်မာသာဘုတ်ရဲ့ဒီ CPU ကိုပေးနိုင်တယ်ပေါ့နော် power ကိုကြည့်ပြီးတော့ဒီ4 pin တို့8 pin တို့ပေါ့နော်အဲ့လိုမျိုးကွဲသွားတာပါဒီမာသာဘုတ်ကိုပေါ့နော်အဟောင်းဝင်မယ်ဆိုရင်တော့လုံးဝမဝယ်သေးချင်ပါဘူးဘာဖြစ်လို့လဲဆိုတော့ तू ကပြဿနာလည်းများတယ်နောက်ပြီးတော့အဟောင်းကလည်းပေါ့နော်အပြက်လည်းများတယ်တချို့မာသာဘုတ်တွေဆိုရင်ပေါ့နော်ဒီ CPU ကိုရှာမတွေ့တာတော့ဘာလို့လဲဖြစ်တတ်တယ်အဲ့ဒါကြောင့်မလို့ပါဒီ CPU တို့ဒီ graphic card တို့ကိုပေါ့နော်အဟောင်းဝင်မယ်ဆိုရင်တော့ရပါသေးတယ်ဒီမာသာဘုတ်ကတော့လုံးဝအဆင်မပြေပါဘူးအဲ့ဒါကြောင့်မလို့ပါတကယ်လို့ပေါ့နော်မသိတာတို့နားမလည်တာတို့မရှင်းတာတို့ရှိရင်လည်းမေးလို့ရပါတယ်နောက်ပြီးတော့ကျွန်တော်ရဲ့ဒီ YouTube channel ကလည်းပေါ့နော်ဒီနာမည်အတိုင်းပါပဲလာပြီးတော့ကြည့်လို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်